ကိုချစ်တတ်ဖို့ဆိုတာလူတော်တော်များများရုန်းကန်နေရတဲ့အရာတစ်ခုပါဒါပေမဲ့ဒါဟာတင့်ဘဝအတွက်အရေးကြီးဆုံးကြွချင်မှုတစ်ခုလည်းဖြစ်ပါတယ်တင့်ကိုတင်တန်မိုးထားပြီးယူဆိုင်တက်လာတဲ့အခါတင့်ဘဝမှာအရာအလုံးပြောင်းလဲသွားပါလိမ့်မယ်ကိုယုံကြည်မှုတိုးလာမယ်အခက်ခဲတွေကိုပို့ပြီးအေးအေးဆေးဆေးရင်ဆိုင်နိုင်လာမယ်ပြီးတော့တင့်ရဲ့ပျော်ရွှင်မှုဟာသူတစ်ပါးအပေါ်မှာမိခိုနေစရာမလိုတော့ဘူးပေါ့ဒါဟာအတ္တကြီးတာဒါမှမဟုတ်အပြစ်ကင်းစင်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့တန်ဖိုးကိုသိရှိနားလည်ပြီးကိုကျင်ကျင်နာနာနဲ့ရိုးရိုးသေးသေးဆက်ဆံတတ်ဖို့ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဘတာတီမော်ရီ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel လေးကကဘာကျော်စာအုပ်ကောင်းတွေကဘဝအတွက်တန်မိုးရှိတဲ့အတွေးခေါ်တွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာတကယ်လက်တွေ့အသုံးချလို့ရတဲ့အထိအသေးစိတ်မျှဝေပေးသွားတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ self love is power မိမိကိုယ်ကိုချစ်ခြင်းဤစွမ်းအားစာအုပ်အနှစ်ချုပ်လေးကိုအသေးစိတ်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီခီးစဉ်ကိုအခုချက်ချင်းစတင်နိုင်မှုလက်တွေ့ကျတဲ့အဆင့်တွေနဲ့ရိုးသားတဲ့အကြံပြုချက်တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကြောက်ရွံ့မှုကိုဘယ်လိုရင်ဆိုင်ရမလဲကိုအပြစ်တင်နေတဲ့စိတ်ကိုဘယ်လိုတိတ်စေမလဲကျမ်းမာရေးစီးပေါင်းတွေဘယ်လိုတတ်မှတ်မလဲဆိုတာတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အားမလို့အားမရဖြစ်နေတာမျိုးဒါမှမဟုတ်ကိုဘယ်လိုချစ်ရမယ်မသိဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုကအသင်ကိုလမ်းပြပေးပါလိမ့်မယ်စောင်းအောင်လာကြည့်လိုက်ပါဗီဒီယိုဆုံးမှာတော့အားနာစရာမလိုပဲကိုပထမဦးစားပေးနိုင်တဲ့နီလန်ကောင်းတွေနဲ့ခွန်အားတွေကိုရရှိသွားမှာပဲဖြစ်ပါတယ်အခန်း1နေ့စဉ်နေ့တိုင်းတင့်ရဲ့ပင်ကိုယ်စရအတိုင်းရှင်သန်မှာမနက်တိုင်းတင်နိုးလာတဲ့အခါရွေးချယ်စရာနှစ်ခုရှိပါတယ်သူများတွေမျှော်လင့်ထားသလိုဟန်ဆောင်ရှင်သန်မလားဒါမှမဟုတ်ကိုယ့်ရဲ့ပင်ကိုယ်စရအတိုင်းရိုးရိုးသားသားနေထိုင်မလားဆိုတာပါပဲဒီနေ့စဉ်ရွေးချယ်မှုလေးတွေပါပဲတင့်ရဲ့ခံစားချက်တွေအတွေးခေါ်တွေနဲ့ဘဝအတွေ့အကြုံတွေကိုပုံဖော်ပေးသွားမှာပဲဖြစ်ပါတယ်လူတော်တော်များများဟာငါတကယ်ကဘယ်သူဖြစ်မလဲဆိုတာကိုမမေးပြကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့လောကကြီးကအလိုကြားဖြစ်နေအောင်နေထိုင်ဖို့ပဲကြိုးစားနေရတာပါ။တမားကြည့်ကောင်းတဲ့အတိုင်းဝတ်စားတယ်။တမားသဘောကျမဲ့အတိုင်းပြောဆိုတယ်။ကိုနဲ့မဆိုင်တဲ့ပန်းနိုင်မျိုးကိုလိုက်ဆွဲတယ်။ပြီးတော့သူတစ်ပါးရဲ့စံနှုန်းတွေနဲ့ကိုယ်တန်မှုကိုတိုင်းတာတဲ့ကြပါတယ်။တကယ်တမ်းကျတော့စစ်မှန်တဲ့ငြင်းချမ်းမှုနဲ့ခွန်အားဆိုတာကိုယ့်ရဲ့ပင်ကိုယ်စရိုက်နဲ့ထပ်တူကြအောင်နေထိုင်တဲ့အချိန်မှာစတင်တာပဲဖြစ်ပါတယ်။လူမြင်ကောင်းဖို့မဟုတ်ဘူးနာမည်ကြော်ကြားဖို့မဟုတ်ဘူးဘယ်သူမှမကြည့်နေတဲ့အချိန်မှာရှိတဲ့တင့်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းဖြစ်ဖို့ပဲလိုတာပါလောကကြီးကတင့်ကိုကိုလက်ခံဖို့မတင်ပေးပါဘူးအသွင်ပြင်ကိုဘယ်လိုပြင်မလဲအပြစ်အနာစာတွေကိုဘယ်လိုဖုံးမလဲဘယ်လိုပြိုင်ဆိုင်ရမလဲဆိုတာတွေကိုပဲတင်ပေးတာပါမင်းဟာအချစ်ခံရဖို့တခုလုပ်ရပါမယ်တန်မိုးရှိကြောင်းသက်သေပြရပါမယ်လို့ရိုက်သွင်းထားကြပါတယ်ဒါပေမဲ့ဒါရီရမဟုတ်ပါဘူးတင်ဟာမွေးကလေးကတန်မိုးရှိပြီးတာပါအချစ်ကိုစူးစမ်းယူစရာမလိုဘူးလက်ခံတတ်ဖို့ပဲလိုတာပါတင့်ကိုတင်တက်သေးပြနေစရာမလိုပါဘူးနားလေအောင်စူးစမ်းဖို့ပဲလိုတာပါကိုဘဝကိုနေဖို့ဘယ်သူခွင့်ပြုချက်မှမလိုပါဘူးကိုခွင့်ပြုလိုက်ဖို့ပဲလိုပါပဲကိုလက်ခံနေဆိုတာဖန်စီတွေဟန်ဆောင်မှုတွေမျက်နှာဖုံးတွေကိုချစ်လိုက်ပြီးမှန်တဲ့ကလူကိုအရှိတိုင်းရင်ဆိုင်တာပါသူများဖြစ်စေခြင်းနဲ့သူမဟုတ်ပဲအခုရှိနေတဲ့ကိုပုံစံကိုပုံရပါဒါဟာအတ္တကြီးတာမဟုတ်ပါဘူးကိုယူသားတာပါကိုယူသားလေပို့ပြီးပြည့်စုံတဲ့သူဖြစ်လာလိမ့်ပါပဲလူတော်တော်များများကဒီလိုယူသားဖို့ကြောက်ကြပါတယ်ကိုပြန်သုံးသပ်ရင်တခုချိုရင်းနေတာတန်ဖိုးမရှိတာတွေကိုတွေ့သွားမှစိုးရင်ကြလို့ပါဒါပေမဲ့တကယ်တမ်းစစ်ဆက်ကြည့်လိုက်ရင်တင်တွေ့ရမှာပါအားနည်းချက်မဟုတ်ပဲခွန်အားတွေပါတရားတွေထဲမှာကြက်ခံနိုင်မှုကိုတွေ့ရပါမယ်အမားတွေကပညာကိုတွေ့မယ်ရုန်းကန်မှုတွေထဲမှာဂုဏ်သိက္ခာကိုတွေ့မယ်အရေးကြီးဆုံးကတော့အခက်ခဲတွေကြားကအသက်ရှင်ကျန်ရပြီးအခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင်ကြိုးစားခဲ့တဲ့လူသားတစ်ယောက်ကိုတင်တွေ့ရပါလိမ့်မယ်အဲ့ဒီလူဟာဝေဖန်ပုတ်ခတ်တာမဟုတ်ပဲအချစ်နဲ့ထောက်ပံ့မှုကိုရထိုက်တဲ့သူပါဒါဆိုရင်လူစမလဲတီလေးကနေပြန်စပါပြည့်စုံတဲ့အချိန်ကိုစောင့်နေပါနဲ့တတိပြုမိခြင်းကနေပြန်စပါအလုပ်တွေကြားထဲမှာခဏလောက်ရင်နာပြီးကိုဒီမေးခွန်းလေးမေးကြည့်ပါငါအခုလက်ရှိအချိန်မှာရောယူသားရလား
ဒါဟာတိုးတိုးလေးမေးတဲ့မေးခွန်းပေမဲ့အရာအားလုံးကိုဖော်ပြနေပါတယ်မင်းတကယ်ပြောချင်တာကိုပြောနေတာလားဒါမှမဟုတ်ရင်အဆင်ပြေမဲ့စကားကိုပဲရွေးပြောနေတာလားမင်းရဲ့ဆုံးဖြတ်ချက်တွေကကိုဖြစ်ချင်တာလားသူများအထင်ကြီးဘူးလားတမ်းမာခြင်းအောင်ဆောင်ဖို့အတွက်မင်းရဲ့စိတ်ခံစားချက်တွေကိုလစ်လျူရှုထားတာလားအဖြေတိုင်းကတင့်ရဲ့ပင်ကိုယ်စရိုက်နဲ့ပိုပြီးနီးစပ်သွားစေပါတယ်ကိုအမြဲတမ်းစွတ်ပြစ်နေသူတွေတော့ကိုချစ်နိုင်မှာမဟုတ်ပါဘူးပရိပခါတွေပြဿနာတွေမဖြစ်ချင်လို့ငြိမ်ခံနေတဲ့အခါမလောက်ချင်တာကိုအားနာလို့အင်းလို့ပြောလိုက်တဲ့အခါအဖွဲရဲဝင်စားမှုမဟုတ်တာကိုထောက်ခံလိုက်တဲ့အခါတိုင်းတင်ဟာတင့်ကိုယ်တင်စွတ်ပြစ်နေတာပါအဲ့ဒီလိုလုပ်တိုင်းတင်ဟာပိုပြီးတိမ်ငယ်လာမယ်အားနည်းလာမယ်ကိုနဲ့ပိုဝေးကွာပါလိမ့်မယ်သူတို့ဘာအလိုတကြားဖြစ်ဖို့ပေးဆက်ရတဲ့တန်မိုးကကိုဆုံးရှုံးရခြင်းဆိုရင်ဒါဟာအရင်ကြီးလွန်းတဲ့ပေးဆက်မှုပဲဖြစ်ပါတယ်စစ်မှန်တဲ့လွတ်လပ်မှုကိုလိုချင်ရင်ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုအပေးယူမလုပ်ပါနဲ့တော့အဆင်မပြေရင်တောင်မှကိုယ့်ဘက်ကကိုရက်တည်ပေးပါဒါဟာသူတစ်ပါးကိုဂရုမစိုက်တော့တာမဟုတ်ပါဘူးအတိအမှတ်ပြုခံရဖို့အတွက်ကိုသစ္စာမဖောက်တော့တာပါကိုချစ်တက်လာတဲ့အခါကိုယ့်ရဲ့ပုံစံမပြတ်ပဲသူတစ်ပါးနဲ့ပေါင်းတင်နိုင်လာမယ်ကိုယ့်ရဲ့အမှန်တရားကိုမစွန့်လွတ်ပဲသူတစ်ပါးကိုဂရုစိုက်နိုင်လာမယ်ပြီးတော့တိမ်ငယ်မသွားပဲသူတစ်ပါးစကားကိုနားထောင်နိုင်လာမယ်နေထိုင်မှုပုံစံကဒီလိုဖြစ်လာနေလေကိုလေးစားမှုကပိုအားကောင်းလေပါပဲဒီကောင်ကျုံအနေနဲ့ self love ဆိုတာစိတ်ကူးရင်ဆန်တဲ့အရာမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းစူးစမ်းအားထုတ်ရတဲ့ဂရုပိုးတစ်ခုပါအားလုံးအဆင်ပြေနေချိန်မှာပေါ်လာတဲ့စိတ်ခံစားချက်မျိုးမဟုတ်ဘဲနဲ့ခက်ခဲနေချိန်မှာတိဆောက်ယူရတဲ့အလေးချက်မှာကိုလက်ခံလာတဲ့အခါခံစားချက်တွေစီကနေထွန်မပြေးတော့ပါဘူးဝမ်းနေတာကိုရက်စီရလို့မမြင်တော့ဘူးဒေါသထွက်တာကိုလည်းထိမ့်မရသိမ့်မရဖြစ်မသွားတော့ဘူးကြောင်းရွံ့တာကိုလည်းကိုယ့်ရဲ့အမှတ်သားလို့မတတ်တော့ဒါဟာစိတ်ပိုင်းဆိုင်ရာရင်းချမှုနဲ့အတွင်းစိတ်ခွန်အားပဲဖြစ်ပါတယ်သူတစ်ပါးနဲ့နှားရှင်နေရတယ်ကိုလည်းရက်တက်လိုက်ပါနှားရှင်ခြင်းဟာစစ်မှန်မှုကိုဖျက်ဆီးတဲ့ရန်သူပါဘသူနဲ့မှပြန်စရာမလိုပါဘူးကိုယူသားဖို့ပဲလိုတာပါဒါဟာတခုတည်းသောစံနှုန်းပဲဖြစ်ပါတယ်ရှက်ရွံ့နေတာကိုလည်းလွတ်ချလိုက်ပါရှက်စိတ်ကမင်းဟာမပြေစုံဘူးတခုမှားနေတယ်လို့လိန်ညာတတ်ပါတယ်ဒါပေမဲ့တင်ဟာမပြေစုံလို့တန်မိုးမရှိတာမဟုတ်ပါဘူးလူသားတစ်ယောက်ဖြစ်နေလို့ပါကိုယ့်ရဲ့ဇလန်းကိုဖုံးကွယ်မထားပါနဲ့ပြီးပြေစုံခြင်းအောင်မဆောင်ပါနဲ့တကယ် self love ဆိုတာခက်ခဲတဲ့ရွေးချယ်မှုတွေထဲမှာရှိတာပါအဆင်မပြေပေမဲ့ဟင်းအင်းလို့မြင်လိုက်တဲ့အခိုက်အတန့်ကိုတာမိုးမထားတဲ့သူနောက်ကိုလိုက်မနေတော့ပဲရက်လိုက်တဲ့အခိုက်အတန့်ဒီနေ့ကစပြီးပင်ကိုတင်ပြန်ချစ်ပေးဖို့အဆင်သင့်ဖြစ်ပြီလားဒီစာအုပ်အနှစ်ချုပ်ဗီဒီယိုလေးကမိတ်ဆွေတွေတဲ့အကျိုးရှိရဆိုရင် like and share လုပ်ပြီး comment လေးပေးပြီးအားပေးခဲ့ပါစာအုပ်အနှစ်ချုပ်တွေနဲ့ကိုယ်ပိုင်တိုးတက်ရေးဗီဒီယိုကောင်းတွေကိုမပြတ်တမ်းကြည့်ရှုနားဆင်နိုင်ဖို့ subscribe လုပ်ပြီး notification နေရာမှာ all ကိုနှိပ်ထားဖို့မမေ့နဲ့နော်